ဒီတကယ်ချင်းများလို့နော်အခုကျွန်တော်ပြောရချပြီကျွန်တော်တတိရတဲ့လူဝစီတယ်နော်အခု16ရက်6လ16ရက်6လ2025တွေ့ပါပဲနော်16ရက်6လ2025တွေ့ပါပဲနော်ကျွန်တော်ဒီစီတကွဲကောက်လေးကျွန်တော်ချပြပေးမယ်နော်ကဲတက်စီရေးစမယ်နော်အဲ့ဒီတက်စီမှာဘယ်လိုလာမလဲကျွန်တော်ချပြပေးမယ်နော်အဲ့ဒီတက်စီမှာကြည့်အောင်ဒီမှာတက်စီဆက်နော်ကျွန်တော်ပြပေးမယ်အဲ့ဒီမှာတက်စီဆက်မှာဘယ်လိုလာမလဲတက်စီဆက်မှာဒါမှာတက်စီဆက်နော်တက်စီဆက်ဒီနှလုံးပေါင်းခြင်းမှာအဲ့ဒီနှလုံးပေါင်းခြင်းမှာ6အဲ့ဒီနှလုံးပေါင်းစီနှလုံးပေါင်းဒီမှာ3စီ3ညကို3ငါနေနော်အဲ့ဒီနှလုံးပေါင်းခြင်းမှာ6စီနှလုံးပေါင်းခြင်းမှာ6ရတဲ့6ကိုစီနဲ့ပြပေါင်းစီနှလုံးပေါင်းခြင်း6ရတဲ့6ကိုစီနဲ့ပြပေါင်းဆို14နော်14ရတယ်နော်14ဆိုရင်တပွေးဆောက်မယ်ဆိုရင်3ပါဝါစီအဲ့ဒီ3ပါဝါစီကိုထိစီသလိုစေရမယ်နော်အဲ့ဒီ3ပါဝါစီအဲ့ဒီ3ပါဝါစီကိုထိစီသလို3ပါဝါစီထိစီသလိုစေရမယ်ဆိုရင်ဒီမှာထိစီညှိပါတယ်နော်ကျွန်တော်ရေးတာတော့ကွာချနေတယ်နော်နောက်တစ်ဆက်ကတော့ဒီမှာတုတ်တစီညှိပါတယ်နော်ဒီနှလုံးပေါင်းချေးဒီကိုဖြစ်ဒီနှလုံးပေါင်း3ညကိုနှလုံးပေါင်းချေးမှာကိုဖြစ်ဒီအဲ့ဒီ3ညကိုနဲ့ပြပေါင်းလိုက်မယ်ဆိုရင်ကိုနဲ့ပြပေါင်းလိုက်မယ်ဆိုရင်ကိုရတယ်နော်စစ်စွန့်နေတော့ကိုမှာတလို့ဆော့မယ်ဆိုရင်စီပါဝါတော့အဲ့ဒီစီပါဝါတော့ကိုထည့်စီပဲနော်စီပါဝါတော့ဆိုထည့်စီပဲဆိုရင်ဒီမှာတော့စီပါတယ်နော်ရလာကျွန်တော်ရေးထားတာတော့ကွာချနေတယ်နောက်ပြီးတော့အန်တီနှလုံးပေါင်းခြင်းမှာခိုရတယ်ခိုရပြီးတော့အဲ့ဒီရတဲ့အဖြစ်ခုနှစ်ကိုငါနဲ့ပြပေါင်းလိုက်မယ်ဆိုရင်နှလုံးပေါင်းခြင်းမှာစနစ်ဖြစ်ပြီးဒလို့ဆောက်မယ်ဆိုရင်တိပါဝါ6တိတခါကတော့တိ6တိစီဒလို့ပါပဲနော်ဒီ6တိစီဒလို့ပါပဲနော်နားလည်လားမစိတ်တကယ်ချင်းများနော်အဲ့ဒီနှလုံးပေါင်းခြင်းမှာ16ရတဲ့6ကိုစီးနဲ့ပြပေါင်းဆိုရင်14ဒလို့ဆောက်မယ်ဆိုတော့အဲ့ဒီတော့ပါဝါစီဆိုတိစီဒလို့စေရမယ်ဆိုရင်ဒီမှာကတော့တုတ်တိစီစေပါတယ်ဒီနှလုံးပေါင်းခြင်းမှာကိုအဲ့ဒီရတဲ့ကိုမှာ3ညနဲ့ပြပေါင်းလိုက်မယ်ဆိုရင်ကိုတလို့ဆော့မယ်ဆိုရင်စီရတဲ့စီကိုစီပါဝါတော့စီတော့တလို့မှာဒီမှာ3ရင်းပါတယ်နောက်ပြီးတော့ဒီနှလုံးပေါင်းခြင်းငါးနှစ်နှလုံးပေါင်းခြင်းမှာကိုအဲ့ဒီရတဲ့ကိုငါးနဲ့ပြပေါင်းမယ်ဆိုရင်စနစ်တလို့ဆော့မယ်ဆိုရင်တိပါဝါ6အဲ့ဒီတိပါဝါ6ကိုထိစီတလို့ဆရာမယ်နော်ဒါဒီစီတလို့ဆရာမယ်ဆိုကျွန်တော်ပြပြနားလဲဒီစီတလို့ဆရာမယ်ဆိုရင်ဒီမှာကျွန်တော်ပဲနော်ကျွန်တော်ရွေထိုးလိုက်မယ်နော်အဲ့ဒီတိ6တလို့မှာနှစ်ခုစလို့လို့ရတယ်နော်ဒီမှာတိ6တလို့ထိစီနော်တိ6တလို့ဆိုပြီးဆိုကျွန်တော်ရေးထားတာစာရေးရတော့ကြီးတယ်အဲ့ဒီစီရဲ့တည့်ရဲ့နှလုံးပေါင်းခြင်းမှာ17တိုးလို့ပေါင်းခြင်းမှာလေစီတိုးလို့ပေါင်းခြင်းမှာ14ပါနောက်ပြီးတော့နှလုံးပေါင်းခြင်း12တိုးလို့ပေါင်းခြင်းမှာ5ပါเนาะဒါငယ်စီကြီးလေးပါเนาะတိုးလို့ပေါင်းခြင်းမှာ4တိုးလို့ပေါင်းခြင်းမှာ5ဒီမှာ3လို့ပေါင်းခြင်းမှာ6ဖြစ်ဖို့အတွက်နှလုံးပေါင်းခြင်း5စီးပြီးသားမောနှလုံးပေါင်းခြင်း5စီးပြီးသားမော
တီထဲမှသာလေ3လို့ပေါင်းချီမှာ6ပါနော်3လို့ပေါင်းချီမှာ4 3လို့ပေါင်းချီမှာ5 3လို့ပေါင်းချီမှာ6တီထစီပါနော်3နှစ်3တီ3လို့ပေါင်းချီမှာ6ဒီမှာကတော့နော်တီထစီပိုက်တယ်လို့ပါပဲနော်ဒါပေမဲ့6ထစီကလည်းပြောမထားတော့ဘူးနော်ကဲပြီးတော့ကဲခါတစ်ချက်လောက်သွားကြည့်ဦးမယ်နော်ပေါ်ပီတည်နဲ့ပေါ်ပီတည်လေးနဲ့ကျွန်တော်ချပြပေးမယ်နော်အဲ့ဒီခါမှာကျွန်တော်စီပြမယ်နော်ခါမှာဘယ်လိုလာမလဲခါမှာဒီမှာအလဲတယ်နော်အလဲတယ်မှာနော်ကျွန်တော်ချပြပေးမယ်ဒီနှလုံးပေါင်းခြင်းမှာဒီနှလုံးပေါင်းခြင်းမှာ6အဲ့ဒီနှလုံးပေါင်းခြင်းမှာ6ဒီနှလုံးပေါင်းခြင်းမှာ6စီနှလုံးပေါင်းခြင်းမှာ6 3နဲ့စီနှလုံးပေါင်းခြင်းမှာဒီအဲ့ဒီရတဲ့အဖြစ်တစ်ခုမှာအဲ့ဒီရတဲ့အဖြစ်နော်ဒီမှာရတဲ့အဖြစ်တစ်ခုမှာပြပေါင်းခွန်ရတဲ့အဖြစ်တစ်ခုမှာပေါင်းလိုက်မယ်ဆိုရင်ခွန်နော်နှလုံးပေါင်းခြင်းမှာ6နှလုံးပေါင်းခြင်းမှာ1နဲ့6နဲ့ပေါင်းခွန်အဲ့ဒီခုကို3နဲ့ပြပေါင်းလိုက်မယ်ဆိုရင်အဲ့ဒီခုမှာ3နဲ့ပြပေါင်းလိုက်မယ်ဆိုရင်3နဲ့ခုနဲ့ပေါင်း3နဲ့ခုနဲ့ပေါင်း30ဆိုရင်3ညနော်3ညဆိုရင်ဒီမှာ3ညခါစေးပါတယ်နော်ဟုတ်လား3ညဆို3ညပဲဆို3ညခါစေးပါတယ်ဒီနှလုံးပေါင်းခြင်းမှာကိုဒီနှလုံးပေါင်းခြင်းမှာ3အဲ့ဒီရတဲ့အဖြစ်တစ်ခုမှာနှလုံးပေါင်းခြင်းမှာနိမှာဆိုရင်အဲ့ဒီခုနဲ့3ဆိုရင်3ညဆို3ညခါဒီမှာကတော့3နဲ့2နဲ့ပေါင်း3နဲ့2ပေါင်းမယ်ဆိုရင်9နော်9ဆိုရင်ဒီမှာကတော့9လည်းထည့်စေးရတယ်နော်3ညဆိုရင်3ညလည်းထည့်စေးရတယ်ဒီနှလုံးပေါင်းခြင်းမှာ3နဲ့2နဲ့ပေါင်း9ဆိုရင်9လည်းထည့်စေးရတယ်ဒီတစ်ခါကတော့ဒီနှလုံးပေါင်းခြင်းမှာခွန်ဒီနှလုံးပေါင်းခြင်းမှာကိုယ်ဒီနှလုံးပေါင်းခြင်းမှာစောက်စစ်ရတဲ့အဖြစ်တစ်ခုမှာရတဲ့အဖြစ်တစ်ခုမှာ9အဲ့ရတဲ့အဖြစ်တစ်ခုမှာ9ဆိုရင်အဲ့ဒီမှာနှလုံးပေါင်းခြင်းမှာ3နဲ့9နှလုံးပေါင်းခြင်းမှာ10ဆိုရင်ဒီတစ်ခါကတော့10ခါပါနော်ဒီနှလုံးပေါင်းခြင်းမှာ6ဒီနှလုံးပေါင်းခြင်းမှာ7ရတဲ့ဖြစ်တစ်ခုမှာနှလုံးပေါင်းခြင်းမှာ9အဲ့ဒီရတဲ့ခုကို3နဲ့ပေါင်းလိုက်မယ်ဆိုရင်3နဲ့9နဲ့ပေါင်း30ဆို3ညဆို3ညခါဒီနှလုံးပေါင်းခြင်းမှာ9ဒီနှလုံးပေါင်းခြင်းမှာ3ရတဲ့အဖြစ်တစ်ခုမှာပေါင်းဆိုရင်7နှစ်ကို3နဲ့ပေါင်းလိုက်မယ်ဆိုရင်9ဆိုရင်9ခါစေပါတယ်နော်9ခါစေပါတယ်နော်ညာလည်းထည့်စေပါတယ်ဒီနှလုံးပေါင်းခြင်းမှာ9ဒီနှလုံးပေါင်းခြင်းမှာ10ရတဲ့အဖြစ်တစ်ခုမှာဆိုရင်15ကို3နဲ့ပေါင်းလိုက်မယ်ဆိုရင်10ဒီတခါတော့10အလက်တဲ့10ခါပါပဲနော်10လက်တဲ့10ခါပဲနော်ကဲပြီးတော့ကဲနောက်ပြီးတစ်ချက်လောက်သွားကြည့်ဦးနော်နောက်ပြီးမှဆိုကျွန်တော်တည်တည်ချာချာဒါ10လက်တဲ့ရပြီနော်ကဲနောက်ပြီးတစ်ချက်လောက်သွားကြည့်ဦးမယ်နောက်ပြီးမှမနေ့ကလိုပဲဒါနောက်ပြီးဆိုင်တော့ဒါနောက်ပြီးဆက်ဆိုရင်နားလည်တယ်မဟုတ်လားနောက်ပြီးဆက်မှာဒီမနေ့ကပြေးလေနှလုံးပေါင်းခြင်းမှာ6နော်အဲ့ဒီနှလုံးပေါင်းခြင်းမှာ6တောက်စစ်မှာနှလုံးပေါင်းခြင်းမှာ6အဲ့ဒီရတဲ့6ကို3နဲ့ပြပေါင်းလိုက်မယ်ဆိုရင်3နဲ့ပြပေါင်းလိုက်မယ်ဆိုရင်9အဲ့ဒီ9ကိုနောက်ပြေးလို့စေလိုက်တယ်နော်နားလည်တယ်မဟုတ်လားနောက်ဆက်ကတော့3နောက်ပြေး9ကိုနှလုံးပေါင်းခြင်းကိုမှရတဲ့ကိုနောက်ပြေးစေပါတယ်အဲ့ဒီနှလုံးပေါင်းခြင်းမှာကို3နဲ့ပေါင်းလိုက်မယ်ဆိုရင်3နဲ့ပေါင်းလိုက်မယ်ဆိုရင်မင်းနှိရတယ်အဲ့ဒီနှိကိုဒီမှာနှိနောက်ပြေးညှိရတယ်နော်နောက်တစ်ဆက်ကတော့ဒီနှလုံးပေါင်းခြင်းမှာခွန်
ဒီနှလုံးပေါ်ချင်းမှာကိုအဲ့ဒီခုကိုဒီမှာ3နဲ့ပေါင်းလိုက်မယ်ဆိုရင်3ညဒီတစ်ချေကတော့3ညပဲပါပဲเนาะရှိပါတော့เนาะခဏကတော့ဒီမှာ3ညနောက်ပိတ်3ညနောက်ပိတ်เนาะ3ညနောက်ပိတ်နားလဲတယ်မဟုတ်လားရှိပါတော့เนาะနားလဲပြီเนาะကဲဒီမှာကတော့စိခါ3ညနောက်ပိတ်နောက်ပြီးတော့ဒီစီကတော့ခုနကျွန်တော်ပြပြီးတော့နှလုံးပေါင်းချေ6မှာစီးနဲ့ပြပေါလို့ဆိုရင်4ဒီပွေးဆောက်မယ်ဆိုရင်3ပါဝါစီဆိုတိစီတလို့စီရမယ်ဆိုရင်ဒီမှာ3စီပါတယ်ဒီနှလုံးပေါင်းချေမှာကိုရတဲ့ကို3ညနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒီမှာကိုတလို့ဆောက်မယ်ဆိုရင်စီပါဝါ3ဆိုရင်ဒီမှာ3တိစီစီပါတယ်ဒီတစ်ခါကဒီနှလုံးပေါင်းချေမှာကိုရတဲ့ကို9နဲ့ပေါင်းလိုက်မယ်ဆိုရင်12တလို့ဆောက်မယ်ဆိုရင်တိပါဝါ6ဆိုရင်ဒီ6တလို့ပါပဲเนาะရွေထိုးတဲ့ကနာတော့ဒီငယ်စီကြီးလေးတော့4 5 6 3လိုပေါင်းချေမှာ14 3လိုပေါင်းချေမှာ15 3လိုပေါင်းချေမှာ6တိစီเนาะအပြီးပေါ်တဲ့ကွယ်ပါကျွန်တော်ချက်ပဲရေးပြလိုက်မယ်တော့เนาะဒါအမှာဆိုတော့ဒီမှာလဲတိ6ကတော့နှလို့ပဲเนาะကျွန်တော်ရေးပြလိုက်မယ်အခုလာမယ်16ရက်6လ2025မှာ17ချီမှာအဖြစ်ပေါ်တဲ့ကွက်မှာအမှန်တည်းဆိုတိ6ထိစီတလို့ပါပဲเนาะခုနကခါကတော့စီနောက်ပေးကတော့3ညနောက်ပေး3ညအမှန်တည်းဆိုကွက်ခေါ်ဆိုတိလိုပိုင်เนาะဒါကတိ6တလို့ကဲရေးပြလိုက်မယ်เนาะတကယ်ကြီးများအားလို့เนาะအခုလာမဲ့ကတော့ဒီစီ3ညเนาะရေးလို့မရတော့ဘူးเนาะဒီ6တလို့ဆိုရင်ဒီမှာတော့တိကတော့အကောင်းစေးတယ်ဒါမဲ့ချက်တဲ့ကောင်ရေး6စီ3ညဒီနေ့ခွဲမှာပဲတဲ့ပဲเนาะအချက်တူယူစားပါနော်လာစကရက်မလို့ရတဲ့ငယ်ချင်းများလာစကရက်လို့ပေးပါခေါင်းလုံးလေးကိုနှိပ်ပြပါလို့ကျွန်တော်တောင်းပါပါတယ်ဒီမှာအထက်ပဲတဲ့ခွဲမှာပဲနော်အားလုံးအစီပြေကခွန်ကြပါစေပဲလက်မကလေးနှိပ်ပြပါကျွန်တော်တောင်းပါပါတယ်ပဲပါဒီမှာပဲဗီဒီယိုရနာလိုက်ပါတယ်နော်ပဲပါ